အုံနောက်ဖွံ့ဖြိုးစေမယ့်အစားအစာသုံးမျိုးကျွန်တော်တို့နေ့စဉ်စားတောက်နေတဲ့အစားအစာတွေကအုံနောက်ရဲ့လုပ်ဆောင်ချက်ပေါ်အများကြီးသက်ရောက်မှုရှိပါတယ်။ဒီနေ့မှာတော့အုံနောက်စွမ်းရည်ကိုမြင့်တင်ပေးမယ့်အစားအစာသုံးမျိုးအကြောင်းပြောပြပါမယ်။အခွန်မာတိပထမဆုံးကတော့အခွန်မာတိရဖြစ်တဲ့တေချာတိမြေပဲနဲ့နေရာတိရုပ်ပါသူတို့မှာအုံနောက်ဆဲတွေကိုကာကွယ်ပေးတဲ့ဗီတာမင် E နဲ့အဆီဓာတ်တွေကြောရတာပေါင်းပါတယ်။ဒီနေ့ကိုလက်သွဆုပ်စာတော့စားပြီးုံနဲ့မှတ်ဉာဏ်ကိုတိတိကျကျအားကောင်းစေပါတယ်။ခုအမျိုးမျိုးဒုတိယအချက်ကတော့ကြောက်ဥပါကျုပ်အနေမှာပါဝင်တဲ့ကိုလင်းဆိုတဲ့အချက်ကအုံနောက်ရဲ့စက်တော်ရေးစနစ်တွေကိုကောင်းမွန်စေပြီးအာရုံစူးစိုက်မှုကိုမြင့်ဆက်စေပါတယ်။မနက်စာမှာကျုပ်တလုံးကိုပေါင်းရောစားပြီးဖို့မမေ့ပါနဲ့။အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များတတိယတစ်ချက်ကတော့အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေပါဇွန်ရွက်ဟင်းနူးတွေစားတဲ့အရက်တွေမှာအုံနောက်ကိုပုံမင်းရောင်မှုကိုနှိကွေးစေတဲ့အာဟာရဓာတ်တွေပြေဝပါဝင်တဲ့ဒါတွေကိုစားပြီးချင်းအုံနောက်ရဲ့တုပ်ပြန်မှုနှုန်းကိုပုံမှန်မြင့်ဆက်စေပါတယ်။ကျမ်းမာတဲ့စားတောက်တွေနဲ့သင်ရဲ့အုံနောက်ကိုအကောင်းဆုံးပြုစုပေးထောင်လိုက်ပါအားလုံးပဲဘုဟုတုလရကြလိမ့်မယ်လို့ပြောနေပါတယ်။